တနေ့တွင်ညီကိုနှုတ်စလုံးအတူတူအလုပ်သွားကြပြီးကိုဝင်ဆောင်ဇနီးတီနှငုကိုတော့အိမ်တွင်ကြံရစ်ခက်ကအိမ်မှုကိစ္စများကိုကြီးစုစေခဲ့တယ်။သို့တော်မကြမီမှာပင်ညီဖြစ်သူ၏ဇနီးထံသို့ဖုံးတကောဝလာပြီးညီကိုနှုတ်စလုံးမတော်တဆမှုဖြစ်သွားကြောင်းညီဖြစ်သူမှတေဆုံးသွားကြောင်းအကိုဖြစ်သူမှပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်းအကြောင်းကြားလာတယ်။ထိုသတင်းကြောင့်ညီဖြစ်သူ၏ဇနီးမှာငိုကြွေးကစိတ်မကောင်းဖြစ်ရရှာတယ်။ထိုနေ့မှာပင်ရွာလူကြီးရောက်လာပြီးအကိုဖြစ်သူ၏အယိုးပြဖြင့်ရောက်လာပြီးဟုပြောလေတယ်။ထိုအမျိုးသမီးမှာရုတ်တရက်ဆွမ်းအားသွားတယ်။ဖုံးထဲတွင်ညီဖြစ်သူတေဆုံးသည်ဟုရှင်းရှင်းလင်းလင်းပြောထားပါလေနှင့်အဘဲကြောင့်အကိုဖြစ်သူ၏အယိုးပြဖြစ်နေရသည်။အမှန်မှာတော့ထိုအမျိုးသားသည်သူ၏လှပသောခဲအိုမာလီကိုမုတ်ဆိုးမှမဖြစ်စေခြင်းသဖြင့်သူ၏ညီအဖြစ်ဟန်ဆောင်ကသူမနှင့်အတူနေထိုင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။ထိုအမျိုးသားကစေယုံကမှားယွင်းအကြောင်းကြားခြင်းဖြစ်ကြောင်းအမှန်တကယ်တေဆုံးသူမှာသူ၏အကိုဖြစ်ကြောင်းအလင်းအမြန်ရှင်းပြလေတယ်။သို့တော့ထိုအမျိုးသမီးကတော့ရှေ့မောက်ကလူမှာသူမ၏ခင်မွန်းအရင်ဖြစ်ကြောင်းတစ်ချက်ကြည့်ယုံနှင်းတီးနေတယ်။နှစ်ပေါင်းများစွာအတူနေလာခဲ့သူဖြစ်ရာအယိုးပြဖြစ်သွားလင်တောင်သူမမှတ်မိနေမည်ဖြစ်တယ်။အမျိုးသမီးကရှေ့သို့တိုးကအမျိုးသား၏အင်ကြီးလက်ကိုအတင်းဆွဲတင်လိုက်တယ်။သူမ၏ခင်မွန်းလက်မောင်းတွေမဲ့ပါကြောင်းနှင့်ညီဖြစ်သူတွေမပါကြောင်းသူမသိတယ်။သို့တော့အင်ကြီးလက်ကိုဆွဲတင်လိုက်သောအခါသူမတုံးလုသွားတယ်။မဲ့ရှိသောနေရာတွင်မီးလောင်တန်ရာဖုံးနေလေတယ်။ပါနတ်သောထိုအမျိုးသမီးသည်ထိုအမျိုးသားကသူ၏မဲ့ကိုဖုံးကွယ်ရန်နှင့်မိသူမိဝါဖြစ်ကြောင်းဝေဝါးသွားစေရန်တမင်တကာမိရှူထားခြင်းဖြစ်ကြောင်းချက်ချင်းနားလည်လိုက်တယ်။တတဲ့အထောက်ထားများကထိုအမျိုးသားမှညီဖြစ်သူဖြစ်ကြောင်းညွှန်ပြနေသည်ဖြင့်ညီဖြစ်သူ၏ဇနီးမှထိတ်လန့်သွားကသူ့ကိုကာကွယ်ပေးကအကူဖြစ်သူ၏ဇနီးကိုအော်ဟစ်ငောင်ငန်းလေတယ်။နင်းခင်မွန်းတေသွားပြီလေအခုငတ်ခင်မွန်းကိုပါလူကျင်နေတာလားဟုဆိုကသူမကိုမြေပြင်ပေါ်သို့တွန်းချပြီးအရှက်မရှိဆဲဆိုတော့တယ်။ရွာသားများမှလည်းအမျိုးညီကိုနှုတ်ကိုခွဲမရသဖြင့်ထိုအမျိုးသားသည်ညီဖြစ်သူဟုပြောတကားကိုသာယုံကြည်ကြတယ်။သူတို့အားလုံးကအမျိုးသမီးကိုခင်မွန်းတေဆုံးကားစားမှာပင်ခဲအိုကိုမျက်စိကျနေသည်ဟုဆိုကတိတ်ခါမဲသူအဖြစ်ဝိုင်းဝန်းဆွတ်ဝါးကလေတယ်။ဒါကိုမြင်တော့အမျိုးသမီးကသူမနှင့်သူမ၏ကလေးကိုအတိကမလွတ်လိမ့်မည်ဟုမျှော်လင့်ကငင်းခုန်ခြင်းကိုရပ်လိုက်ပြီးကလေးမွေးဖွားရန်သာဆုံးဖြတ်လိုက်တယ်။မကြမီမှာပင်သူအမျိုးသမီးသည်ကျမ်းမာသောသားလေးတစ်ယောက်ကိုမွေးဖွားလိုက်တယ်။အမျိုးသားကကလေးအပေါ်အလုံးအမြင့်ချစ်ခင်ရိုးရနေကြောင်းကိုမြင်ရသောအခါသူမ၏နှလုံးသားထဲတွင်မျှော်လင့်ချက်များပြန်လည်နိုးသွားလာတယ်။သို့တော့သူမမှာစိတ်လူရှားမှုလုံးသဖြင့်တတိလက်သွားပြီးပြန်နိုးသောအခါကလေးမှာမွေးပြီးမကြခင်မှာပင်တေဆုံးသွားပြီဟုထိုအမျိုးသားကပြောလေတယ်။ထိုနေ့မှစပြီးသူမမှာလုံးဝယူသွားတော့တယ်။နေ့စဉ်တရက်မှာသူမသည်ရွာအဝင်ရှိတစ်ပင်ကြီးအောင်မှာထိုင်ပြီးရင်ကွင်းတကန်ပလတ်စတစ်အယုတ်ကလေးကိုပိုက်ထားကဟာလာဟင်းလေးငေးကြည့်နေတတ်တယ်။ဆိုဝန်တော်ရွာထဲကကလေးတွေမှလည်းသူမကိုမကြာခဏနောက်ပြောက်ကအယုတ်ကိုလူယူကစားကြလေ။ဒီနေ့မှာသူမသည်အယုတ်ကိုပြန်လွတ်ရန်လမ်းပေါ်သို့ပြေးထွက်သွားတာတွင်ကုန်တင်ကားတစ်စီးနဲ့တိုက်မိသွားလေ။သူမငေပင်ပေါ်တွင်အသက်ငင်နေသောအခါအမျိုးသားနှင့်ညီထီသူ၏ဇနီးတို့ရောက်လာကြလေ။သူမမှာအားမရှိတော့တဲ့အခါအမျိုးသားကသူသည်သူမ၏ခင်မွန်းဖြစ်ကြောင်းနောက်ဆုံးမှဝန်ခံလိုက်တယ်။ပြင်ကသူတို့၏ရင်သွေးလေးမှာမတေဆုံးကြောင်းကလေးမရနိုင်သောညီထီသူ၏ဇနီးထံသို့ပေးလိုက်ခြင်းဖြစ်ကြောင်းပြောလိုက်တယ်။အမှန်တည်းဖို့ကြားလိုက်သောအခါသူမသည်ဒေါသတိကနဲ့သူ့ကိုတိုက်ခတ်ရန်ကြိုးစားတော်လဲအမျိုးသားကသူမကိုပြင်းထန်စွာကန်ထုတ်လိုက်တယ်။ထိုအခိုက်မှာအမျိုးသားအပေါ်ထားသောသူမ၏နာကျင်မှုမှာအယိုးထဲတွင်စိတ်ဝင်သွားခဲ့တယ်။နောင်ဘဝရှိခဲ့ရင်ဤလူယုမှာကိုဘယ်တော့မှခွင့်မလွတ်ပါဟုကျင်းဆိုလိုက်သောအခါသူမအသက်ပြောက်သွားတယ်